private mission ဖြည့်နည်းနဲ့ဒီနေ့မှာပဲဂိမ်းထဲမှာထွက်ရှိလာတဲ့ PMGC skin တွေအကြောင်းအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ကတီပဲဖြစ်ပါတယ်ပထမဆုံး private လေးအကြောင်းပြပြမယ် private မှာဆိုရင် UC 900နဲ့ဖွင့်ရမှာဖြစ်ပြီးသူပေးတဲ့ mission တွေကိုဖြည့်ဆိုပြီးရလာတဲ့ level အလိုက် reward လေးတွေရရှိမှာပဲဖြစ်ပါတယ် level 1မှာဆိုဓာတ် skin ပါရှိမယ် level 7မှာ bone skin level 17မှာဆိုရင် helmet skin level 15မှာဆိုရင် miplet skin ပါရှိမယ် level 19မှာဆိုရင်ကြောပွဲ skin နဲ့20မှာဆိုရင်အရန်မိုက်တဲ့ PMGC outfit ကိုရရှိမှာပဲဖြစ်ပါတယ် private mission ဖြည့်နည်းပြောပြမယ်ဂိမ်းထဲကိုသတ်မှတ်ထားတဲ့ရက်အတိုင်း login ဝင်နေပေးရပါမယ်ပြောထားတဲ့အတိုင်း10ရက်9ရက်5ရက်စသဖြင့်ပေါ့နော်ဒီနေ့မှာသူသတ်မှတ်ထားတဲ့ minute တွေအတိုင်းနေပေးရပါမယ်ဒီနေ့တူပဲ classic mode မှာသတ်မှတ်ထားတဲ့ minute တွေအတိုင်းစော့ပေးရပါမယ်မိမိရဲ့ teammate တွေကို like ပေးရပါမယ် classic mode မှာသွေးပြန်ဖြည့်ရပါမယ် Metro Run ရဲ့သို့မဟုတ် classic mode မှာငယ်ချင်းတွေနဲ့သူသတ်မှတ်ထားတဲ့ပွဲရည်အတွက်အတိုင်းစော့ရပါမယ်အဲ့တော့ classic mode မှာသူသတ်မှတ်ထားတဲ့အကောင်ရည်အတွက်ရအောင် enemy ကေးပေးရမှာပဲဖြစ်ပါတယ်ဒါကတော့ private မှာပါတဲ့အိုးထုံနဲ့ outfit ကိုဝတ်ပြီး classic ပွဲစော့ပေးရမှာပဲဖြစ်ပါတယ်ကဲ lucky spin ကိုတစ်ချက်ကြည့်ကြမယ် lucky spin မှာဆိုရင်အရန်မိုက်တဲ့ PMGC outfit တစ်စုံအဓိကပါဝင်မှာဖြစ်ပါတယ်နောက်တစ်ခုက gun ပေါက်လိုက်တာနဲ့စိတ်ကော OEF ကော auto တစ်ခါတည်းရမယ် SRK skin နောက်တစ်ခုက auto OEF ပါတဲ့ Sky L skin 2022 PMGC AUG နဲ့2023 PMGC Gold Champion M72 skin တို့ပါရှိမှာပဲဖြစ်ပါတယ်သူတို့လေးတွေကိုကန်ဆန်းချင်တယ်ဆိုရင်နေ့တစ်နေ့ရဲ့အစကို UC 10 10ချိန်ကို UC 360နဲ့ကန်ဆန်းလို့ရမှာပဲဖြစ်ပါတယ်လလလေးတွေအများကြီးပါတာမို့ဖောက်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်ကတိစီမှာ UC တွေလည်းဝယ်ယူအပ်ပေးလို့ရပါတယ်ရှင်